ရုပ်ရှင်မင်းသားတွေကို အစီရောလွတ်လိုက်တာလေဟာ တန်တွဲမျိုးရဲ့ရာဇဝင်ကြောင်းလေးရှင်းပြနေဗျာ အဲ့ရှင်းမယ်ဟာနော်သူကဒီမျိုးအုပ်ချုပ်တာဘလူးအဲ့မှာမျိုးစောနောက်ကသူကအဲ့မျိုးအပြင်မှာစိတ်အောင်ဆုံးနေတယ်ရန်သူလာပြီးဆိုတဲ့အစ်စ်ကဆိုအော်တာအဲ့ဒီအော်လိုက်တာလေ စိတ်ပဲဖြစ်သွားတယ် ဟေးစကောင်းလေဘိုင်းကပြောတယ်စိတ်ပဲငါညနေမြည်တယ်အမီးအဲ့လိုအော်လိုက်တာနဲ့မိုးပေါ်ကိုပြန်သွားတာဗျာ စိတ်ကမိုးပြန် စိတ်ဆူပါမယ်ဟဲ့ဘိုင်းလာနေစိတ်ကမိုးပေါ်ပြန်မလားအဲ့တော့ပဲလို့အော်လိုက်တယ်မြို့ကြီးကမိုးပေါ်ကိုပြန်တက်သွားတာလာတဲ့ဘက်လူကတိုက်လို့မရတော့အဲ့ဒီမှာအဲ့ဒီချိန်မှာအဲ့ဒီမြို့မင်းသားတွေကလို့ချင်တာ ရုပ်ရှင်မင်းသားတွေကို အစီရောလွတ်လိုက်တာလေဟာဟဲ့ဘယ်လိုလို့ရှိမလဲအဲ့ကပေါ်ဦးလေကွာမင်းကဒီမှာစိတ်တွေဘလူးတွေပြောနေအောင်စားအဲ့မင်းသားကလိုလဲလိုချင်တော့ဒီစိတ်អော်လိုက်ရင်သူမိုးပေါ်ပြန်သွားရင်တက်ရမှာမဟုတ်ဘူးစိတ်ကိုရင်တက် တဲ့ ပြီးတော့မြို့ကြီးရဲ့တောင်လေးတောင်တန်ဘူးတွေလိုက်ချက်ပြီးတန်ချိုးတွေတွဲထားလိုက်တာဟာအဲ့တော့ဝီလက်တက်လိုက်တက်ကိုမိုးပေါ်ပြန်မယ်လို့ဖြစ်နေဖြစ်ရောတန်နဲ့တွဲထားတော့မပြန်နိုင်တော့အဲ့ဒီမင်းကရပါတယ်အဲ့ဒါကွာရပူတယ်မိုးတို့ပြန်နှိမ့်ချက်ကတွဲအဲ့ဒါတန်တူ